One Piece fans တို့ရေ Luffy နိုင်လိုက်တဲ့ villain ဟောင်းတွေနဲ့ဇက်ရံတွေနောက်ပိုင်းဘာဖြစ်ကုန်လဲဆိုတော့ anime မှာမပါလို့သိချင်နေကြပြီလားဒီနေ့မှာတော့ Oda ကိုယ်တိုင် manga မင်းနဲ့ဖုန်းတွေမှာရေးဆွဲထားတဲ့ An-Ozia cover stories တွေအကြောင်းပြောပြပေးသွားမှာပါ One Piece cover story ဆိုတာ manga မင်းနဲ့ဖုန်းတွေပေါ်မှာအခန်းဆက်ဆွဲထားတဲ့စကားပြောခန်းမပါပဲပုံရိပ်တွေနဲ့တင်ဆက်ထားတဲ့ဖြစ်ရမှန် canon ဇာတ်လမ်းတိုလေးတွေဖြစ်ပါတယ်ဒီဇလန်တွေဟာပေမဇလန်တွေကနေထွက်ခွာသွားတဲ့ feeling ဟောင်းတွေနဲ့ဇက်ရံတွေရဲ့နောက်ဆက်တွဲခရီးစဉ်တွေဘဝအခြေအနေတွေကိုအသေးစိတ်ဖော်ပြပေးပါတယ်။ဒါတွေဟာအပျော်ဖတ်ဖို့တတ်တတ်မဟုတ်ပဲနောက်တစ်ချိန်မှာအဓိကဇလန်နဲ့ပြန်ဆုံတွေ့မဲ့အရေးကြီးတဲ့တဲလွန်စားတွေနဲ့ကမ္ဘာအခြေအနေတွေကိုကြိုတင်အရေးအယံပေးထားတာဖြစ်ပါတယ်ခင်ဗျာ။ဒီနေ့အလက်ကြတဲ့ဇက်ကောင်ကတော့ကိုဘီနဲ့ Helmet ပိုတို့ဖြစ်ပါတယ်။ကဲဒါဆိုကိုဘီနဲ့ Helmet ပိုတို့ရဲ့ cover stories ကိုစလိုက်ရအောင်။ကိုဘီနဲ့ Helmet ပိုတို့ကတလ53ခုမြောက် Marine Branch မှာအငယ်တန်းအလုပ်သမားလေးတွေအဖြစ်အလုပ်လုပ်နေကြပါတယ်။ Helmet ပိုကအခုအကူညီမဲ့ဖြစ်ပြီးနားခံတက်လာပါပြီ။သူတို့အဝတ်လျှော်တာအထိတိုးတက်လာပြီဖြစ်ပြီးအရွယ်ရောက်ပြီးသားစစ်တဲ့တစ်တွေကအနီးမှာဓာတ်ပညာတွေလေ့ကျင့်နေကြပါတယ်။နေ့လယ်စာစားချိန်မှာရီကာကကိုဘီကိုအိုနီဂီရီတွေဖြည့်ဆည်းပေးပြီး Helmet ပိုကလူဖီရဲ့အယုတ်ကိုတုံးပြီးလက်စားချီဖို့ကြိုးစားနေပါတယ်။ညနဲ့ညံတွင်ကိုဘီကလှိဝဲစွာပညာသင်ယူမှုကိုဆက်လက်လှုပ်ဆောင်နေပါတယ်။ကိုဘီနဲ့ Helmet ပိုတို့ကမော်ဂန်ကိုစစ်ခုံရုံးတင်ဖို့ပို့ဆောင်မဲ့တင်ပေါ်ပေါ်မှာတာဝန်ထမ်းဆောင်ရမယ်တဲ့သဘောကိုသိရှိလိုက်ရပါတယ်။ Helmet ပိုကသူ့အဖေရဲ့ကံကြမ္မာကိုစိုးရင်ကိုဘီနဲ့အတူလေးလံတဲ့ကိရိယာတွေကိုတင်ပေါ်ပေါ်ကိုတည်ဆောင်နေပါတယ်။ Helmet ပိုရုတ်တရက်ရပ်သွားပြီးတင်ပေါ်စီတစ်ခုခုချင်းကပ်လာတာကိုမြင်လိုက်ရပါတယ်။ Helmet ပိုမြင်လိုက်ရတာကအစစ်မီရေတပ်အရာရှိသူ့ရဲ့တင်ပေါ်ထစ်ချောင်းထင်ရှားလာပါတယ်။သူကိုဘီနဲ့တင်ပေါ်ပေါ်ကအားလုံးကချင်းကပ်လာတဲ့တင်ပေါ်ကိုလေးစားစွာရှိခိုးကြပါတယ်။အစီအစဉ်အရဒုတိယရေတပ်ဗိုလ်ချုပ်ကာ့ဖ်ကမော်ဂန်ကိုသူ့ရဲ့ကိုယ်ပိုင်တင်ပေါ်ပေါ်မှာဆက်လက်ပို့ဆောင်ဖို့ရောက်ရှိလာပါတယ်။မြေကြီးကျနေတဲ့ Helmet ဘောကသူ့ရဲ့တန်ကြိုးခတ်ခံထားရတဲ့အဖေစီချင်းကပ်ဖို့ကြိုးစားပြီးမြဲကိုဘီကတားဆီးထားပါတယ်။မော်ဂန်ရုတ်တရက်ဒုတိယရေတပ်ဗိုလ်ချုပ်ကာ့ဖ်ကိုတိုက်ခိုက်လိုက်ပြီးတေးစီနိုင်တဲ့တန်ရာရအောင်လုပ်တယ်လို့ထင်ရပါတယ်။ကိုဘီနဲ့ Helmet ဘောတို့ထိတ်လန့်စွာအော်ဟစ်နေကြပါတယ်။ကာ့ဖ်ရဲ့အကူကလှုပ်ရှားလာပါတယ်။သူ့ရဲ့တန်ကြိုးတွေကိုခွဲထွက်ကမော်ဂန်ကသူသားကိုဒါစကန်အဖြစ်ဖမ်းဆီးလိုက်ပါတယ်။ထက်လန့်နေတဲ့ Helmet ပိုနဲ့အတူမော်ဂန်ကအရန်လေးငယ်တစ်ချီနဲ့ထွက်ပြေးလိုက်ပါတယ်။ရေတပ်သားတွေကမော်ဂန်ရဲ့လေကိုပစ်ခတ်ဖို့ပြင်ဆင်နေကြပါတယ်။ကိုဘီကရေတပ်သားတွေကိုတားဆီးဖို့ကြိုးစားပေမဲ့ကားပြအကူကဝင်ရောက်ဆွတ်ဖက်လာပါတယ်။လူတိုင်းကိုအံ့ဩစေတဲ့အချက်ကဒုတိယရေတပ်ဗိုလ်ချုပ်ကရုတ်တရက်ပြန်လဲတတိယလာပြီးအနီးကအမြောက်ကိုလက်တစ်ဖက်ထဲနဲ့ခြေမုန်းလိုက်ကလုံးဝအလုံးမလုံးနိုင်အောင်ဖြစ်သွားပါတယ်။ပထမဆုံးအချိန်တော့သူ့ရဲ့ကိုယ်ပိုင်ရဲစွမ်းတတိကိုစူးစီးကHelmet ပိုကသူ့အဖေကိုစန့်ကျင်ယုံတာမကလုံးဝပယ်ချခဲ့ပြီးအခြားရေတပ်သားတွေအားလုံးကိုအံ့ဩစေခဲ့ပါတယ်။ဒုတိယရေတပ်ဗိုလ်ချုပ်ကာ့ဖ်ကသူ့အလုပ်မှာအိပ်ပျော်သွားခဲ့ပြီးမော်ဂန်ရဲ့တိုက်ခိုက်မှုကိုသတိမထားမိခဲ့ဘူးလို့ဝန်ခံလိုက်ပါတယ်။သူသားထွက်သွားတဲ့အတွက်ထွက်ပြေးသူမော်ဂန်ကတယောက်တည်းရွက်လွင်သွားပါတယ်။ Helmet ပိုကရေတပ်တင်ပေါ်စီပြန်ကူသွားပြီးစစ်တပ်တွေအတော်များများရဲ့အကူအညီနဲ့တင်ပေါ်ပေါ်ကိုတက်လာခဲ့ပါတယ်။ကိုဘီနဲ့ Helmet ပိုတို့သူတို့ရဲ့အဖွဲ့နဲ့အတူဒုတိယရေတပ်ဗိုလ်ချုပ်ကာ့ဖ်ကိုဦးညွတ်ပြီးမော်ဂန်ကိုဖမ်းဆီးဖို့ပြက်ကွက်ခဲ့တာနဲ့သူတို့ရဲ့မနာခံမှုအတွက်တောင်းပန်ကြပါတယ်။သူတို့ရဲ့အားနည်းချက်တွေအတွက်ကာ့ဖ်ကိုအထူးသဖြင့်တောင်းပန်ကြပါတယ်။ဒုတိယရေတပ်ဗိုလ်ချုပ်ကာ့ဖ်ကမမျှော်လင့်ပဲသူတို့စီချင်းကပ်လာပါတယ်။ကာ့ဖ်ကကိုဘီနဲ့ Helmet ပိုတို့ကိုသူ့ကိုယ်တိုင်ပြုစုပြောထောင်မယ်လို့နဲ့သူတို့ကိုရေတပ်ဌာနချုပ်ကိုခေါ်သွားမယ်လို့ကြေညာပါတယ်။ကာ့ဖ်ရဲ့တင်ပေါ်ကအလားလာရှိတဲ့စစ်တပ်အသစ်တွေနဲ့အတူရေတပ်ဌာနချုပ်စီပြန်လည်သွားပါတယ်။နေ့အချိန်မှာကိုဘီနဲ့ Helmet ပိုတို့ကသူတို့ရဲ့ရိုးရိုးအလုပ်တွေကိုဆက်လုပ်ရင်သူတို့ရဲ့အကြီးအကဲတွေကအနားယူနေကြပါတယ်။ညအချိန်မှာတော့သူတို့တင်းကျပ်တဲ့စစ်တပ်လေ့ကျင့်ရေးတွေကိုခံယူကြရပါတယ်။ East Blue မှာရှိတဲ့သူတို့ရဲ့ဘဝနဲ့လုံးဝကွာခြားပါတယ်။ညနေရန်တွင်ကိုဘီနဲ့ Helmet ပိုတို့ကပြင်းထန်တဲ့ဓာတ်ပညာလေ့ကျင့်ရေးတွေလှုပ်ဆောင်ပြီးတယောက်ကိုတယောက်အစွမ်းကုန်ဆောင်ရွက်အောင်တွန်းအားပေးကြပါတယ်153ခုမြောက် branch မှာရေတပ်သားတွေက Shellstown ကိုလာရောက်ပြီး Rika နဲ့ Ririka တို့ကိုကိုဘီနဲ့ Helmet ပိုတို့ရဲ့ယာထူးတိုးမြင့်ခံရကြောင်းအကြောင်းကြားလိုက်တာနဲ့ Rika ကိုနှလုံးခွဲစေခဲ့ပါတယ်။ဒုတိယရေတပ်ဗိုလ်ချုပ်ကာ့ဖ်ကကိုဘီနဲ့ Helmet ပိုတို့ရဲ့လေ့ကျင့်ရေးဆက်လက်လှုပ်ဆောင်နေတာကိုကျင့်နဲ့စွာကြည့်ရှုနေပြီးစစ်မှန်တဲ့ရေတပ်သားတွေဖြစ်လာဖို့သူတို့ရှေ့မှာရှည်လျားတဲ့ခရီးရှိနေတယ်ဆိုတာသိနာလည်နေပါတယ်